မင်းညီမကွာဘာလို့လဲလို့ငါညီမဟုတ်လိုက်တော့ကွာမင်းညီမငါ့ကိုမီးနဲ့ရှို့တာကွာဘလို့မီးနဲ့ရှို့တာတော့လို့မင်းညီမငါ့ကိုမီးနဲ့ရှို့တာမဲကြီးဟုတ်လားညီမလေးငါလည်းမရှိဘူးမရှို့ဦးတယ်ဘယ်မှမလာတာမပြောနဲ့တော့ငါမဟုတ်ဘဲနဲ့မပြောဘူးငါဖျားနေလို့ကွာစောင်းလေးကောင်းမှုချုပ်ပြီးအိမ်ရှိကိုပြစ်မှာအိမ်နေတာအဲ့တော့အောက်မှာမီးပုံပြီးငါ့ကိုမီးနဲ့ရှို့တာတကြိုးတာကွာလားဟဲ့မင်းမဟုတ်တာမျိုးငါညီမမရှို့လို့ငါတည်းညီမလေးကိုရပြောတာသူမီးနဲ့ရှို့လိုက်တာညီမလေးမင်းနဲ့မရှို့ဘူးသူကလေအဲ့ဒီအပေါ်မှာလေအောင်ကြီးထုံပြီးအိမ်နာလေညီမလေးကသူချမ်းနေတယ်ထင်လို့လေအောက်ကနေပြီးတော့ညီမလေးမီးချိုးပေးလိုက်တာဆက်ခိုင်းငါညီမလေးကိုစိတ်ချမယ်လို့စိတ်ချပါဟဲ့နေရလဲနေအလုပ်တော်တိုင်းငါအမြဲနင်းညမလေးလာဆောင်ရှောင်ပေးနေရအဲ့တော့ငါသိပါတယ်အဲ့တော့လေနင့်ကကျေးဇူးအများကြီးတင်ပါတယ်ငါညီမလေးကစိတ်မလားအေးပါညလေးဆက်ညလေးလွတ်မှာမိုင်းနဲ့စကားပြောနေငါကြားသားမယ်ကိုကြီးနဲ့ငါအေးပါငါညီမလေးလိမ်ပါတယ်ငါညီမ7 နာရီလောက်ကြာရင်ငါညီမလေးထမင်းကျွေးလိုက်ပါတော့နေရလဲအဲ့ဒါနေတိုင်းမှားနေတဲ့ဥစ္စာကိုနေအဲ့လောက်စိတ်မချဖြစ်နေလဲဟဲ့မိမလေးပါလေယူလိုက်ပါလားလို့နင်ပြောတဲ့အချမ်းမစိုးဘူးဟာဘာလို့ယူမဲ့လူမှမရှိတော့ရှိပါတယ်ဟဲ့နေမတွေ့လို့ပါအေးပါညီမလေးကဲညီမလေးကိုကြီးမမောက်မှာခဲ့ရနော်7 နာရီထိုးတာနဲ့ထမင်းစားနော်ပြောကြတယ်နော်ညီမကြီးနော်ကိုကြီးလှုပ်သွားလိုက်အောင်မနော်ကိုကြီးဘယ်တော့မှလို့ညီမလေးရေကိုကြီးတို့စားဖို့တော့လှုပ်သွားမှာကဲဟိုမှာခိုင်းနေနေနော်မမနဲ့ဆော့မယ်နော်ဆော့ရအောင်နော်ပြောတယ်မလားဟေးဟိုင်းလားမင်းရတယ်ကွာနောက်ကျနေသွားမယ်လေကွာဘာလုပ်နေလဲသွားပါမယ်ငါညီမလေးကိုပြောက်သေးထားခဲ့ရမှာတော့ငါမာနေတာပြီးတော့ခိုင်းယူလည်းမာနေရတယ်ခိုင်းယူငါပြန်မြန်ချင်းမသွားပါနဲ့အဲ့ဒါပြောနေရတယ်မင်းရတယ်မင်းမှားနေရလဲမပြီးတော့မာရာဇက်တိုက်ကိုဖြစ်နေပြီตาရနေပြီးတော့များပြောငါဘာလို့ตาရမှာလို့မင်းရလဲကွာအရိပ်ပြလို့အကောင်မမြင်တဲ့ကောင်ပါမင်းဘာကိုရိပ်ပြလို့အကောင်မမြင်တာမသိဘူးကဲဟဲ့သိမနေနဲ့လာသွားမယ်အလောက်ကနောက်ကျနေအေးပါငါညီမလေးရယ်ကိုမသွားနာညီမလေးရယ်ကိုကြီးအလုပ်မသွားလို့ညီမလေးဘာနဲ့စားမှာလဲနေကြမုန်းတွေအများကြီးဝယ်လာဝယ်ခဲ့မှာကိုကြီးဝယ်ခဲ့မှာနော်ကိုဒီနဲ့အလုံးလေးဆောက်မယ်ကျူဆောက်မယ်လေးပါမလေးခိုင်းရစားမယ်နော်မစားမယ်နော်ငါညီမမဝယ်ကျွေးလိုက်နော်ကျွေးမှာပေါ့အများကြီးဝယ်ကျွေးမှာအများကြီးဝယ်ကျွေးမှာငါပတ်စံလေးပေးခဲ့ရနော်ငါညီမလေးဘုတ်တီကိုနေမစားဘူးနော်မစားပါဘူးငါညီမလေးကျန်နိုင်မို့အေးဝယ်ခဲ့မယ်လိမ့်ပါလေငါညီမလေးလိမ့်ပါလေနော်ငါညီမလေးပြုံးလေးသူချစ်ဖို့ကောင်းတော့အဲ့လိုစူပုတ်နေတယ်ဆိုရင်မလာဘူးပြောကြည့်ရန်ဟုတ်တယ်အေးစိတ်ချပါတော့ပါကိုကြီးသွားလိုက်မနော်ညီမလေးနော်ဝယ်ခဲ့မယ်ငါညီမလေးချစ်ဖို့ကောင်းတယ်အဲ့လိုပြုံးနေချစ်ဖို့ကောင်းတယ်တော်မယ်နေတိုင်းပြုံးနေအေးဟုတ်ကဲ့တော့ဆောင်းမယ်ဘာလဲလေများလောက်တိုင်းဆောင်းမယ်လေများလောက်လို့ဆောင်းမှာလဲလေများလောက်တိုင်းဆောင်းရင်တော့ဘယ်လိုဆောင်းမှာလဲမိုင်းနဲ့ဘယ်လိုဆောင်းမလဲမသိဘူးနော်အဲ့ဒါမဟုတ်ရစားမယ်မဟုတ်စားမယ်စားမယ်ဟုတ်ကအိမ်မမရှိတာလားဟုတ်တယ်အိမ်မဘာပြောလို့ဒီနေ့အစိုးရသိမ့်မယ်ဟုတ်အေးဟောအောင်ပြောင်းတော့လက်အေးတော့မင်းဒီနေ့အစိုးရလုံးသိမ့်မယ်ဆိုမသိမ့်ဘူးလားကဲအစိုးရသိမ့်မယ်အေးလေကဲသိမ့်မယ်ဆိုလည်းအထူးပစ္စည်းသိလို့နော်အစိုးရသိမ့်ပြီငါတို့တော့မယ်အေးအဲ့ဒါဟုတ်တယ်ငါမလိုက်တော့ဘူးနော်တောက်ချင်မင်းတို့မလို့တော့ငါတော့အိမ်ကိုပြန်မယ်ဘာလို့လဲဟာမင်းတို့လည်းတီးရတာနဲ့ကွာငါကျမလေးကအိမ်မှာတယောက်တယ်တော့ကျွန်တော်ဘယ်ဟောတယ်ဖြစ်နေမှာပြောကွာအဲ့ကြောင့်ငါမလိုက်တော့မင်းတို့လည်းတော့ချသွားနည်းနည်းပဲတောက်တာလေခါနည်းနည်းတောက်ပြီးစော်ကြီးပြန်ရတာပဲပြီးတော့လေအေးလေဟုတ်တာမင်းရလေငါမတောက်တော့ဘူးမင်းတို့တော့တာမနေ့ပြန်လေအလုံးနားသေးတာပဲဟာကွာဒီနေ့တည့်ရလေးခဏလေးတောက်ပြီးပြန်မယ်ဟာလိုက်ခဲ့လေပါကွာမင်းရလေဟောမလိုက်ဘူးမင်းတို့တော့နော်ဒါမှမဟုတ်မင်းတို့အရန်နောက်ကျနေမှထင်သွားတော့ငါပစ္စည်းသိမ်းပြီးတော့ငါပြန်နှိမ့်လိုက်ပါသွားလှုပ်သွားမဟုတ်ဘူးလေအတူ
ကွယ်သွားပါတော့ငါသိမ့်မယ် မဟုတ်ကဲအဲ့ဆိုလေသိမ့်ကွာတော့ကိုကပဲတော့တော့ မသိမ့်ပါနဲ့ငါသိမ့်လိုက်ပါမင်းတို့သွားသွား ကဲပြီးကွာတော့မလားအဲ့ဆိုလေတော့အကုန်လုံးသိမ့်လိုက်အောင်နော်ပစ္စည်းအကြမ်းမယ် ကဲသိပါတယ်မင်းတို့ကလည်း ဒါတက်ကြတော့ပုံပုံပြော အေးပါအေးပါအေးပါမာလေးအဲ့စုမြကိုကြီးပြန်လာပြီလာကြည့်ပါဦး တက်လာပြန်လာပြီလား ညီမလေးကိုညီမလေးပေါ်မှာ အပေါ်မှာမရှိဘူးမမဟုတ်သွားစားမယ်ဆိုလို့ခဏထွက်သွားတယ် ဟဲခိုင်းရနေလုတ်ပြီဟာငါအဲ့လိုတော့စိတ်မချလို့နင့်ကငါပြောတော့တယ်ငါညီမလေးဘယ်တော့လိုက်သွားပါဆိုတဲ့ဟာကွာနေရလေ မဟုတ်ပါဘူးဟဲ့ငါလည်းနေလို့ညနေပြန်လာလို့ရှိရင်စားလို့ရအောင်ဆိုရင်ချက်နေလို့ပါ ဟာဒုက္ခပါပဲဟာ ဟုတ်ကြမယ်ဟုတ်ကြမယ် ပြန်လာပြီ ဟာမိုးတွေအများကြီးပဲကြည်ဟမိုးတွေအများကြီးပဲကြည်ဟ ဘယ်လိုကဘာလုပ်နေရလဲ ဘာမှမလုပ်ဘူးညီမလေးမရှိလို့ကိုကြီးကသူ့စုနေတာ စုနေရမရှိရော အမိုးတော့ဟုတ်တယ်ကိုကြီးကပထမပြန်လာတော့မိုးဝယ်လာမို့ဒီရောက်မှပဲငါညီမလေးခေါ်ပြီးတော့ကိုကြီးမိုးတိုင်သွားပြီးတော့မိုးဝယ်မယ်ဆိုပြီးတော့ကိုကြီးကငါပတ်စံဒီပါလာတယ်ငါညီမလေးစားဖို့အတွက်ဟိုင်းမှာညီမလေးနည်းနည်းဆိုတော့ဝယ်လာတဲ့ပုံစံ အများကြီးပဲ ဟုတ်လား ဘာလဲဟုတ်ကဲ့လား မင်းကငါးဆိုင်ရဲ့မုတ်တွေဖျောက်သွားတယ်ဒီမှာအများကြီးပဲတွေ့လားပတ်ကြတော့ပြားမနဲ့မရှင်းသွားဘူး မင်းကလည်းကွာငါညီမလေးမုံသွားဝယ်စားတာပါနေပတ်စံပေးလိုက်တယ်မလား ပေးလိုက်ပါလေငါ မင်းကလည်းအဲ့လိုတော့ငါညီမမ မ ဆွတ်ဆွတ် ပေးလိုက်ဘူးငါတော့တပြားမှမပေးလိုက်ဘူးမင်းကငါးဆိုင်ရဲ့မုတ်တွေကိုဖျောက်ပြေးတာကွာ ဩမင်းဖြုတ်ပြေးလဲကွာမင်းကရှင်းပေးနေတာပဲဟာယူမင်းကလည်းဒိဗ္ဗံပြေးတာနည်းနည်းပါးပါတော့ဖြုတ်ပြေးလဲလွတ်လိုက်ပေါ့ပေးမယ်ငါပေးတာပဲဟာယူ အော်အဲ့ဒါတော့ကွာငါရှိတဲ့တွေဖျောက်ပြေးတာဘာမှမဖြစ်ဘူးငါမရှိတဲ့တွေဖျောက်ပြေးငါဘယ်လိုလုပ်မလဲ ဩအဲ့ခါကျတော့မင်းပြောက်ကြိုးစားပေါ့ကွာနော်ရော့ မင်းကဖျောက်ပြေးတာကွာငါထိုင်ကြည့်နေအောင်ဟဲ့လား ဩမင်းကလည်းအဲ့ဒါကြိုးစားရော့ဒီမှာတော့2000ယူပါနော်အဲ့မှာနောက်တစ်ခါဖြုတ်ပြေးရင်လေကြက်တလောက်ငါရှင်းမယ်ဟုတ်ပြီလားငါညီမတော့မင်းအဲ့လိုအသေးတာမလိုက်နဲ့ငါညီမကြောက်နေတာမင်းကလည်းကြောက်ကြမလို့ညီမလေးမကြောက်နဲ့နော်ကိုကြီးတယ်မကြောက်နဲ့ အေးပါပြီးရောဟာမသိပဲသူ့ညီမဖျောက်ပြေးတာငါသိအောင်ကြိုးစားအောင်ကွာ မပေးတော့လည်းမဟုတ်ဘူးရိုးကြောင်တွေ့လားနင့်ငါပြောတယ်အစောကြီးကလိုက်သွားပါအခုကပြဿနာငါရှင်းရ အေးပါဟဲ့ငါမှားတာပါငါမှားတာ အေးစားအေးစားမသားဟဲ့ဟဲ့ကွာတူးနေပြီ အေးဟုတ်တယ်ဟုတ်တယ် သွား အေးဟုတ်တယ်ဟုတ်တယ် ဟာပြောနေမှမသိဘူးကိုကြီးကျွေးမယ်ငါညီမငွေရအော်ပါလေဘုန်းနဲ့နှာခေါင်းနဲ့တိုးပေးရတယ်ဟုတ်ကဲ့ရငါလေးစားလိုက်ဦးအနှာခေါင်းကြီးထွက်တဲ့ဟာကောင်းတယ်မလားလိမ့်ပါနဲ့ငါတို့ကြုံချွေးတွေတန်နေနဲ့ပြေးလာတာဒီပေါ့ဟုတ်ကြီး ဟောအေးလာတော့လာ ဦးကြီးခေါ်တယ်ဆိုလို့ပါ ဟုတ်တယ် ပြီးတော့ညီမလေးကတခါတည်းခေါ်ရဲဆိုလို့ဘာကိစ္စရှိမှမသိတော့ကျွန်တော်ခေါ်လာ ဟုတ်တယ်ငါမှားလိုက်တယ် ဟုတ်ကဲ့ ငါမပြောလို့နေတာမပြောလို့မဖြစ်တော့လို့ငါပြောတော့မယ်မင်းညီမကြက်မပြည့်တာမပြည့်တာပဲကွာ ဟာဦးကြီးရေဟိုကျွန်တော်ညီမလေးရှိမှတော့ကျွန်တော်ညီမလေးချုံပြူပြီးတော့မပြောပါနဲ့ဗျာ မပြောလို့မရဘူးကွာပြောရမယ်စဉ်းစားကြည့်ကွာငါမျိုးနဲ့အစီဝေးလုံးမှာလုံနေတဲ့အချိန်ဟောတခြားမျိုးနဲ့ရက်ကွာအုတ်ကြီးတွေလည်းပါတယ်အဲ့ဒီမှာမင်းညီမအတင်းဝင်လာပြီးတော့ငါ့ကိုအုတ်ကြီးတွေခေါ်တယ် ဩအုတ်ကြီးရေကျွန်တော်ညီမအုတ်ကြီးကိုအုတ်ကြီးမို့လို့အုတ်ကြီးလို့ခေါ်တဲ့ဟာကိုဘာမှမဝလို့လို့ အုတ်ကြီးလို့ခေါ်တော့ငါစိတ်မဆိုးဘူးကွာငါ့ကိုအုတ်ကြီးအုတ်ကြားမျက်ပေါက်ကြီးလို့ခေါ်တာကွာပြောရတယ် မဟုတ်ပါဘူးဒီစကားစုကိုသူဘယ်လိုရှာတွေ့မှမသိဘူးကျွန်တော်တော့မစင်းစားမိလို့အဲ့ဒါလေးပြုံးမိတာပဲဗျာဟိုဒါကလည်းအုတ်ကြီးအုတ်ကြားမျက်ပေါက်ကြီးဆိုတာကလည်းသူစတဲ့သဘောပါညီမလေးနော် စားရလားကွာဟဲ့မြောက်တဲ့တွေ့တဲ့ချိန်ငါ့ကိုတိုက်လို့ခေါ်ငါစိတ်မဆိုးဘူးဟေးအဲ့ဒီမျိုးနဲ့အစီဝေးလုတ်တဲ့ချိန်မှာတခြားရက်ကွာအုတ်ကြီးတွေပါတယ်သူတို့ကစိတ်ဆိုးတာကွာ ဟောဟိုအဲ့ဒီအုပ်ချုပ်ရေးမှုတွေလည်းပြောပြပါညီမလေးမလုပ်ပါဘူးဟိုကျွန်တော်ညီမလေးကကြက်လည်းမကြည့်ဘူးယူနေတာယောဂတည်တည်ပါလို့သူတို့လည်းတောင်းမှပေးပါလားဟာနော် ငါလည်းပြောတယ် तू ကကြက်မပြေဘူးလို့ငါပြောလိုက်တော့အေးနောက်တစ်ခါအဲ့လိုလုပ်ရင်တဲ့အယူတော်ကိုပုတ်ပြစ်မယ်တဲ့ तू က ဟုတ်ကဲ့နောက်မဖြစ်စေရပါဘူးကွာ အေးတော် အော်ကြီး ဟဲ့ခေါ်လိုက် လေမပြည့်ရအုတ်ကြီးပြီးရင်အုတ်ကြားမျက်ပေါက်ကြီးလို့မဟုတ်ဘူး तू ခေါ်မှသလိုကျွန်တော်ခေါ်မှသလိုပြောတာနောက်မခေါ်အောင်နော်ကြားလား ခေါ်တော့ဘူး ဟာလာမရမတီ 哎呀，你先要毕业了哇？ကြည့်ပါကွာ 你这啊，偏离点呢？哎，你妈问哎吧啦？ အိမ်ထဲမှာပူတယ်ကွာ 你吹头你怎么不啦？ အာချွေးထုတ်တာထုတ်တာပဲမင်းနီးဘူးလားပူလားကွာမခံနိုင်ဘူးအဲ့ဒါကြတော့ 啊，你偏嘛离这你啊带的喏。 ရတယ်ငါဆောင်ချုံပြီးကိုပြီးတော့ဈေးတော့လိုက်ကောင်းအောင်မင်းသမီးမြန်သွားပြီးမြန်ပြန်လာခဲ့ကွာ 哎吧，我
ဟိုကဆရာမောင်စင်းမုံနဲ့ဆန်ပြုံးတော့ပဲခဲ့တယ် အေးပါအေးပါဒီအဲ့ဆိုငါမြန်မြန်တော့ဝယ်လိုက်မယ်နော်နော် မင်းမပြလာနော် အေးမြန်မြန်လာရင်တေချာလဲကိုင်းနေအောင်နော်စတိကျဆောင်ရအောင်နော် အေးပါဟာ ငါတော့မသိရ သွားပါတော့ ချလိုက်တာချလိုက်တာချလိုက်တာပူလိုက်တာဟာပူလိုက်တာပူလိုက်တာဟာပူလိုက်တာဟာပူတာဟာပူတဲ့ဟာပူတဲ့ဟာပူလိုက်တာဟာ ချမ်းသေးလား ဟဲ့ ချမ်းတော့ဘူး ဘာလုပ်တာလဲ ချမ်းတော့ဘူးလား မီးရဲ့အပူတာငါမီးချိုနေမနေနဲ့ငါနဲ့တွေ့မယ်နေနဲ့ငါနဲ့တွေ့မယ်ဟာငါ့ရင်တော့မီးလောက်တော့မှာပဲငါ့ရင်တော့မီးလောက်တော့မှာပဲ ကဖဲ ဟာငါ့ရင်မီးလာရှိုးရတယ်လားနေနဲ့ငါနဲ့တွေ့ပြီနေနဲ့ငါနဲ့တွေ့ပြီ အာတို့ရေတို့ညီမလေးကိုလာရိုက်နေတယ်ဘသူရိုက်တယ်ပြောကိုရှင်းတယ်ဘာမှမ ဟဲ့တက်လိုက် ဟဲ့ပလေး မင်းမကွာ ဟဲ့ဘာလို့လဲလို့ခါကြပါ ပူလိုက်တော့ကွာမင်းမငါ့ကိုမီးနဲ့ရှိုးတာကွာ ဘလို့မင်းနဲ့ရှူတာတော့လို့ မင်းမငါ့ကိုမီးနဲ့ရှိုးတာမဲကြီး ဟုတ်လားညာလေး ငါလည်းမချူဘူး ဟဲ့မရှူဘူးတဲ့ဘယ်ရမလဲသားလာမပြောနဲ့တော့ဟဲ့ ငါမဟုတ်ဘဲနဲ့မပြောဘူးငါကဖျားနေလို့ကွာစောင်းလေးကောင်းမှုချုပ်ပြီးအိမ်ရှိကိုပြစ်မှာအိမ်နေတာအဲ့တော့အောက်မှာမီးပုံပြီးငါ့ကိုမီးနဲ့ရှို့တာတကြိုတာကွာလား ဟာဟဲ့မင်းမဟုတ်တာမျိုးငါညမမရှူလို့ငါတည်းဒီမလေးကိုရပြောတာသူမင်းနဲ့ရှူလိုက်တာ တို့ညီမလေးကမင်းနဲ့မချူဘူးသူကလေအဲ့ဒီအပေါ်မှာလေအောင်ကြီးထုံပြီးအိမ်နာလေညီမလေးကသူချမ်းနေတယ်ထင်လို့လေအောက်ကနေပြီးတော့ညီမလေးမီးချိုးပြီးလိုက်တာ ကြားလားမင်းကြားလား ဟောအဲ့ဒါလေကွာသူကမင်းငါညမကြောင်းလေမင်းသိရတာနဲ့ကွာမင်းကလေဒါလေးလောက်တဲ့ကိစ္စကိုမင်းကဘာအပြစ်မြင်တာတော့ကွာ သိလို့ဒီလောက်ပဲလိုက်ပြောတာဗောမဟုတ်တော့တတ်ပလိုက်မှာမင်းသိလား ဟာမင်းအဲ့လိုပြောကြမလို့ပါဘူးကွာမင်းငါညမကြောင်းလေမင်းသိနေရတာဟာ မပြောလို့ရမလားငါ့မီးလာဝိုင်းငါထောင်ထဲသွားမှာငါဘွားပြတ်သွားမှာကွာငါဘွားပြတ်လို့ရတော့ရအောင်ငါကျမ်းမာရေးတွေပိုင်းနားမလဲဘူးနော်မင်းတို့မောင်တို့ကနေအောင်သတ်မှာရှင်းလိုက်ရနောက်ကငါမင်းကြီးမငါ့ကိုမလာစေနဲ့သေမဲပူလိုက်တာ ဆုမြနေဟာဒီငေါတော်တော်အကုသူတွေပေးတာပဲဟာဟမ်ဟိုမှာပြဿနာတက်သွားနိုင်တယ်တော့ဘာဖြစ်လို့များသူများတကောင်မင်းနဲ့သွားရှိုးရတာတော့ ညီမလေးကစီးတနာနေလို့ စေတနာဆိုနေအဲ့လောက်တော့မသိဘူးလားနေအုံတော့အဲ့လောက်တော့မရှိဘူးလားဟမ်ငါဟဲ့နေကဒုက္ခတွေခံပြီးတော့ငါအိမ်တော်မပြည့်ပဲနေငါရှာကျွေးလာတာနေအဲ့ဒီလိုရက်ခွက်တွေမှာပြဿနာရှာဖို့များငါနေကိုစောက်ချောက်နေများမှတ်နေလားဟမ်နေအဲ့လောက်တော့မသိဘူးလားလို့ ညီမလေးကစီးတနာနေလို့ပြီးတော့ ဘာလို့စေတနာလဲဟမ်နေပါလေဟမ်ငါနဲ့အတူတူမနေချင်တော့တာလားငါနဲ့အတူတူမနေချင်တော့တာလား ငေါ့ပါဘူး ဆုမြငါနေကိုစောက်ချောက်ခဲ့တာလေအလကားပဲနေကပတ်ဝန်းကျင်မှာတောက်လျှောက်ပြဿနာရှာနေသွားချင်တဲ့နေရာသွားလိုက်တော့ဟာဒီမမနဲ့နေသွားလိုက်တော့ ညီမလေးကဘယ်သွားမှာလဲ နေသွားချင်တဲ့နေရာသွားဟာနေတောက်ချောက်ကကိုပြဿနာရှာတာ အဲ့လိုညီမလေးကဘာသမင်းကျွေးပါလဲ နေစားချင်တဲ့နေရာစားလို့နေစားချင်တဲ့သွားတော့သွားဟာသွား ညီမလေးကကောင်းပြီးပဲပါလေ နေငါပြောနေတယ်နေသွားငါမျက်စိရှိမှမနေနဲ့တော့ပြောနေသွားတော့နေသွားဆိုနေတော့ညီမလေးစိတ်မဆိုးနဲ့တော့ညီမလေးလုံးမဆိုးနော်အဲ့လိုမလုပ်နဲ့နော် မလိုက်နိုင်ဘူးတော့မယ် ငါလည်းမတော်ရဲဘူးလေဟာနေရလဲ တော့မယ်ပါတော့ရော မလာဘူး ဘာဖြစ်လဲခင်ဗျားတို့က သူကသူ
သူပေါင်ဓာတ်နဲ့ထိုးလိုက်တာဗျ ဟောပေါင်တိုင်းဒီမှာလုံးမမြောက်ဘူးဆင်းခေါ်ရမှာဗောဗျာ ဆင်းခေါ်ရမယ်ဟောသူ့ကိုလည်းပြလာတယ် အာကိုကြီး